ခါတော့ကမက်တီလာမျိုးနန်းတော်ကုန်းရက်ွက်ထဲကအိမ်ခန်းချင်းလေးတစ်ခုမှာငားနေတဲ့မိသားစုစုရှိတယ်ဗျာအဖေအမေနဲ့သမီးလေးအပြိုမာလေးရဲ့ကျောင်းတက်နေစေသားလေးတူရဲ့ရှိတယ်ဗျာမိသားစုလေးဦးတိုက်တိုက်ဝန်းဝန်းရှိပေမဲ့ငွေကြေးဥစ္စာပြည့်စုံကြွယ်ဝခြင်းတော့မရှိချပါဘူးဗျာဆင်းရဲချတယ်အဖေကြီးကမက်တီလာမျိုးဈေးကြီးထဲမှာဈေးဆိုင်တွေမှာလိုအပ်ရင်လိုအပ်တယ်လို့ပစ္စည်းလိုက်ထမ်းရွှေ့ချပေးရတဲ့ထန်သမားကြီးဗျာမနဲ့ဝေလီဝေလင်းတာနဲ့ညအကျန်နဲ့သမင်းချမ်းကင်းနဲ့ငပိရီကျိုးညအကျန်နဲ့ဟင်းကြံလေးနေဖက်စားတော့ပြီးမက်တီလာမျိုးဈေးတွေကိုခြေချင်းချောက်သွားရပြီဗျာအရွယ်ရောက်မင်းပြိုလေးနာမည်ကဖြူဖြူလွင်နဲ့ဖြူဖြူလွင်ကရွက်ချမ်းရည်ကျိုကြည့်ပျော်ရှုပျော်ရုပ်ဆင်းရှိပါတယ်ဗျာမိသားစုဝမ်းရစ်အတွက်အန္တကူရေလေဖျားငကယုံဖျားအဲ့ဒီဖျားတွေမှာစပယ်ပန်းလေးတွေလိုက်ရောင်းချပါတယ်အတန်းပညာလည်းနဲချတာကိုဒီလိုနဲ့တနေ့မှာရေလေဖျားကိုအဖွဲလိုက်လာဘူးတဲ့တက္ကသိုလ်ကျောင်းသားတွေထဲကတယောက်နဲ့ညီတီတီဖြစ်တယ်ဗန်တဲ့ကောင်မလေးကိုစာရင်နောင်ရင်နဲ့အတီးချစ်ကြိုက်သွားတဲ့တက္ကသိုလ်ကျောင်းသားလေးနာမည်ကဖြိုးမောင်မောင်လေဖြိုးမောင်မောင်ကဟိုးရှမ်းပြည်ဘက်ကရွာတရွာကနေဒီကိုဆောင်းလာနေပြီးကျောင်းလာတက်တာဒုတိယနှစ်လောက်ဖြစ်မယ်ဖြိုးမောင်မောင်တို့အိမ်ကအရန်မချမ်းသာပေမဲ့အတော်အဆင်ပြေတဲ့မိသားစုဖြစ်တယ်တားဖြစ်သူကိုအဝေးတနေရာမှာဆိုင်ကယ်အစ်စ်တစ်စီးနဲ့ရွှေတွဲလဲငွေတွဲလဲနဲ့ကျောင်းသက်စေနိုင်တဲ့အနေထားစီးပွားဥစ္စာအတော်အဆင်ပြေတယ်လို့ပြောလို့ရပါတယ်ဒီလိုနဲ့သမီးသားနှစ်ယောက်မောင်မမောင်ဖြူမဖြူဖြစ်ပြီးတန်တန်ဆွဲဖြစ်သွားကြတဲ့အခါမှာမိဘများကိုအတိမပေးပဲခိုးရလိုက်ပြေးကြတယ်ဗျာရမဲတင်းဘက်ကရွာတရွာဘက်ကိုခိုးပြေးကြတဲ့ဇုံသွဲသွဲမှာတော့ညခါစားမှာချစ်ကြည်နူးတတီတူချစ်မဝကြိုက်